20ရာစုရဲ့အမေရိကန်နိုင်ငံမှာရက်တပ်ဖွဲ့တစ်ခုလုံးကိုဖဲရိုက်တယ်လို့ကစားသွားတဲ့လူသက်သမားတစ်ယောက်ရှိခဲ့ပါတယ်။သူဟာလူသက်ယုံနေမကပဲငါ့ကိုဖမ်းနိုင်ဖမ်းဆိုပြီးသတင်းစာတိုက်တွေစီကိုလျှို့ဝှက်ကုတ်တွေပေးပို့ခဲ့ပါတယ်။သူ့ရဲ့နာမည်ကိုတော့သူ့ကိုယ်သူဇိုရီယက်လို့နာမည်ပေးထားပါတယ်။နှစ်ပေါင်း90ကျော်တဲ့အထိကမ္ဘာအဆင့်မြင့်ကုတ်ဖော်ပညာရှင်တွေတောင်သူ့ရဲ့နာမည်ကိုရှာမတွေ့ခဲ့ပါဘူး။သူကဘာတူလဲ။ဘာကြောင့်လူသက်ခဲ့တာလဲ။ဒီနေ့တော့အဖြေမရှိသေးတဲ့တမိုင်းဝင်ဗဟေလိကိုအစအဆုံးဖြန့်ချကြည့်အောင်ပါမင်္ဂလာပါ Firefly မြန်မာ channel ကနေပြီးပြန်လဲကြိုဆိုလိုက်ပါတယ်အစပိုင်းမှာတော့ရဲတွေကဒါကိုတာမန်လမ်းပေးလူတက်မှုဒါမှမဟုတ်ရန်ညှိုးကြောင့်တက်တာလို့ပဲယူဆခဲ့ကြပါတယ်ရဲတွေစပြီးသတိထားမိတာကတော့လူသက်သမားဟာကားပါကင်နေလူသူဖြတ်တဲ့နေရာတွေမှာရှိတဲ့စုံတွဲတွေကိုပဲပြစ်မှတ်ထားတာပါဒါပေမဲ့မှုခင်းဖြစ်တဲ့နေရာမှာလက်ပွေမရှိမျက်မြင်သက်သေမရှိဘဲနဲ့တဲလုံစားလုံးဝမကြံတာကြောင့်ရဲတွေကဘယ်ဘလို့စားရှာမှမသိပဲလမ်းပြောက်ခဲ့ပါတယ်1969ခုနှစ်ဩဂတ်လမှာတော့လူသက်သမားဟာသတင်းစာတိုက်3ခုစီကိုစာတွေစတင်ပေးပို့ခဲ့ပါတယ်သူ့ရဲ့စာတွေမှာ This is Zoria speaking ဒါဇိုရီရဲ့ပြောနေရပါဆိုပြီးအမြဲတမ်းအစပြုလို့ရှိပါတယ်သူဟာမှုခင်းဖြစ်တဲ့နေရာတွေမှာရဲတော်မသိသေးတဲ့အချက်လက်တွေကိုပြောပြပြီးသူဟာတရားခံအစစ်ဖြစ်ကြောင်းပြောပြခဲ့ပါတယ်ပြီးတော့သူ့ရဲ့စာကိုသတင်းစာမျက်နှာဖုံးတွေမှာမဖော်ပြရင်နောက်ထပ်လူတွေထပ်တက်မယ်လို့ချင်းချောက်ခဲ့ပါတယ်ဇိုရီဟာလူ39ယောက်ကိုတတ်ခဲ့လို့ပြောပေမဲ့တကယ်တမ်းရဲတွေအတီးပြုတ်နိုင်တာတေဆုံးသူ9ယောက်နဲ့ဒဏ်ရာရသူ2ယောက်ပဲရှိပါတယ်ပထမဆုံးအတီးပြုတ်နိုင်တဲ့အမှုကတော့လိတ်ဟာမန်ရိုးမှာပြစ်တက်ခံခဲ့ရတဲ့ဇုံတွဲပါဒေးဗစ်ဖရာဒေးနဲ့ပတီလူဂျက်ဆန်တို့ဖြစ်ကြပါတယ်နှစ်ယောက်စလုံးတည်ဆုံးခဲ့ပါတယ်ဒုတိယအတီးပြုတ်နိုင်တာကတော့လူသူပြက်လက်တဲ့ကပ္ပကယ်မှာပြစ်ခံခဲ့ရတဲ့ဒါလင်းဖရာဒင်နဲ့မိုက်ကယ်မာဂျိုးတို့ဖြစ်ကြပါတယ်ဒီတစ်ချိန်မှာတော့ဒါလင်းတည်ဆုံးခဲ့ပေမဲ့မိုက်ကယ်မာဂျိုးကတော့ဒဏ်ရာပြင်းထန်စွာနဲ့အသက်ရှင်ကျန်ရစ်ခဲ့ပါတယ်ဒါကပထမဆုံးအသက်ရှင်ကျန်ရစ်သူဖြစ်ပါတယ်နောက်တစ်မှုကိုတော့ဇိုရီရဲ့ခေါင်းစုပ်ဝစ်စုံနဲ့ဓာတ်ကိုအသုံးပြုပြီးတိုက်ခိုက်ခဲ့တဲ့အမှုပါစီစီလီယာရှက်ပတ်နဲ့ဘရိုင်ယန်ဟန်နယ်တို့ဖြစ်ကြပြီးတော့စီစီလီယာတည်ဆုံးခဲ့ပေမဲ့ဘရိုင်ယန်ဟန်နယ်ကတော့ဓာတ်တညာချစ်ချက်ရခဲ့ပေမဲ့အံ့ဩဖွယ်အသက်ရှင်ကျန်ရစ်ခဲ့ပါတယ်နောက်ဆုံးအတည်ပြုနိုင်တဲ့တမှုကတော့ဆန်ဖရန်စစ္စကိုမြို့ထဲမှာဖြစ်ခဲ့ပြီးတော့တားကောင်ကတော့တက်ဆီဒရိုက်ဘာပေါ်စတိုင်းဆိုသူဖြစ်ပါတယ်ပေါ်စတိုင်းလည်းတည်ဆုံးခဲ့ပြီးတော့ဒါကတော့ဇိုရီယက်ရဲ့နောက်ဆုံးအတည်ပြုနိုင်တဲ့အမှုဖြစ်ပါတယ်ဇိုရီယက်ဟာစုစုပေါင်းကုတ်၄ခုပေးပို့ခဲ့ပေမဲ့2ခုကိုပဲအောင်မြင်ဖော်ထုတ်နိုင်ခဲ့ပါတယ်1969ခုနှစ်ဇူလိုင်လ31ရက်နေ့မှာသတင်းစာတိုက်3ခုကိုပို့ခဲ့တာပါဒီကုတ်ကို FBI ဒါမှမဟုတ်စစ်တပ်ကုတ်ဖော်ပညာရှင်တွေကဖော်ထုတ်ခဲ့တာတော့မဟုတ်ပါဘူးသတင်းစာထဲမှာပါလာပြီးရပိုင်းအတွင်းမှာပဲဒေါ်နယ်ဟန်ဒန်နဲ့သူ့ရဲ့ဇနီးဘတ်တီဆိုတဲ့တာမန်ကျောင်းဆရာဆောင်တွေအိမ်မှာတင်ဖော်ထုတ်ခဲ့တာပါသူတို့ဟာ substitution cipher လို့ခေါ်တဲ့အခရာတစ်ခုချင်းစီကိုတင်ကေတတစ်ခုချင်းစီနဲ့အစားထိုးတဲ့နီလန်ကိုအသုံးပြုပြီးဖော်ခဲ့တာပါဇိုရီယက်ဟာ I နဲ့ K ဆိုတဲ့စာသားကိုအသုံးများမယ်လို့သူတို့ကတွက်ဆပြီးတော့တင်ကေတတွေကိုအစားထိုးကြည့်ရနေပြီးအောင်မြင်သွားတာဖြစ်ပါတယ်အဓိပ္ပာယ်ကတော့ငါလူတက်ရတာဝါသနာပါလို့တတ်တာလူတက်တာဟာတောထဲမှာတရိษံအမဲလိုက်ရတာတက်ပို့ပြီးပျော်ဖို့ကောင်းတယ်ဘာလို့လဲဆိုတော့လူကတရိษံအားလုံးထက်အန်ရဲ့အချီဆုံးဖြစ်လို့ပဲလို့ရေးသားထားတာပါ1969ခုနှစ်မှာစကလုံးပေါင်း340ပါတဲ့ကုတ်တစ်ခုကိုထပ်ပို့ခဲ့ပါတယ်ဒီကုတ်ဟာနှစ်ပေါင်း52နှစ်တိုင်အောင်ဘယ်သူမှဖော်လို့မရခဲ့ပေမဲ့2020ခုနှစ်ဒီဇင်ဘာလမှာဒေးဗစ်အိုရန်ရှက်ဦးဆောင်တဲ့အမေရိကန်၊ဩစတြေးလျနဲ့ဘယ်လ်ဂျီယံနိုင်ငံပညာရှင်3ဦးကဖော်နိုင်ခဲ့ပါတယ်ဒီကုတ်ဟာပို့ပြီးတော့ခတ်ပါတယ်သူကအခရာတွေကိုနေရာရွှေ့ရုံနဲ့မကပဲစာသားတွေကိုတောင်းပြတ်ဖတ်ရတဲ့နည်းကိုပါအသုံးပြုထားတာပါသူတို့ဟာကွန်ပျူတာပရိုဂရမ်ပေါင်း6သိန်းခွဲကိုအသုံးပြုပြီးဖြစ်နိုင်ခြေတွေကိုစမ်းသပ်ရာကနေဖော်ထုတ်ခဲ့တာဖြစ်ပါတယ်အဓိပ္ပာယ်ကတော့မင်းတို့ငါ့ကိုဖမ်းဖို့ကြိုးစားရင်အရန်ပျော်နေကြမယ်လို့မျှော်လင့်တယ်ငါကနိဗ္ဗာန်ဘုံရောက်ရင်ငါအတွက်အစေခံမဲ့ကျွန်တွေအများကြီးရထားပြီးမှတေရမှာမကြောက်ဘူးလို့ရေးသားထားတာပါဒါပေမဲ့သူ့ရဲ့နာမည်ကိုတော့ထည့်မရေးထားပါဘူး1980ခုနှစ်ဧပြီလ20ရက်နေ့မှာရောက်လာတဲ့ဇက်တာတင်းလို့ခေါ်တဲ့
အခရာ73လုံးပါတဲ့ကုတ်တစ်ခုရောက်လာခဲ့ပါတယ်စာသားကတော့ my name is ဆိုပြီးတော့အခရာ73လုံးကုတ်တွေရေးထားတာပါဒီကုတ်ထဲမှာတော့ထပ်နေတဲ့တင်ဂီတတွေအများကြီးပါဝင်နေပါတယ်အထူးသဖြင့်စာဝိုင်းထဲမှာကြက်ရှိကပါတယ်ဇိုရီရဲ့တင်ဂီတ3ခုစတိုက်ပါဝင်နေတာပါကုတ်ကအရန်တိုလွန်တဲ့အတွက်ဖြစ်နိုင်ခြေပေါင်းတန်းရှိနေပါတယ်ဒါကြောင့်မလို့ဒီကုတ်ဟာဒီနေ့အထိမဖော်နိုင်သေးပါဘူး1980ခုနှစ်ဇွန်လ26ရက်နေ့မှာတော့ပူပြီးကြောက်စရာကောင်းတဲ့ Z32 ကုတ်ရောက်လာပါတယ်ဇိုရီယက်ကအကြောင်းကားတစ်စီးကိုဘုံခွဲမယ်လို့ချိန်ချောက်ခဲ့ပါတယ်ဘုံထောင်တဲ့နေရာကိုဒီကုတ်ထဲမှာပြောပြထားတယ်လို့သူကပြောပါတယ်ဒီကုတ်နဲ့အတူ Diablo တောင်ရဲ့မြေပုံပါပူးတွဲပြပို့ခဲ့ပါတယ်မြေပုံပေါ်မှာဇိုရီယက်တင်ဂီတာကိုတန်လိုင်းအိမ်မြောင်ပုံစံဆွဲထားပြီးတော့ဒီတန်လိုင်းအိမ်မြောင်ဟာကုတ်ကိုဖော်ဖို့တော့ကြက်ပဲလို့သူကပြောခဲ့ပါတယ်ရဲတွေကဒီကုတ်ကိုဖော်ဖို့အတွက်စစ်တပ်ကပညာရှင်တွေနဲ့ပူးပေါင်းခဲ့ကြပါတယ်ဇိုရီယက်ပြောတဲ့မြေပုံပေါ်ကနေရာတွေကိုတွားရောက်ရှာပေးခဲ့ကြပေမဲ့ဘုံလည်းမတွေ့သလိုကုတ်ကလည်းဘာလို့ဆိုလိုတယ်လဲဆိုတာဘယ်သူမှရှာမရခဲ့ပါဘူးရဲတွေကောက်ချက်ရှာတာတော့ဇိုရီယက်ဟာတကယ်ဘုံကိုမထောင်တာပဲနဲ့ရဲတွေအလုတ်လျှော့အောင်နဲ့ကြောက်လန့်အောင်လိန်ညာနေတာဖြစ်နေတယ်လို့ယူဆခဲ့ကြပါတယ်ဒါပေမဲ့ကုတ်ကိုမဖော်နိုင်တဲ့ကြောင့်သူတို့ကအမြဲတမ်းစိုးရိမ်ခဲ့ကြရပါတယ်ပြည်သူတွေကတော့ဇိုရီယက်ဟာသူတို့ရဲ့ကလေးတို့ပါပြစ်မှတ်ထားလာတာကြောင့်အကြီးအကျယ်ထိတ်လန့်နေကြပါတယ်ကျောင်းကားတွေကိုရဲတွေကလိုက်လံစောင့်ရှောက်ပေးရတဲ့အထိရှင်နေရဆိုးဝါးခဲ့ပါတယ်2021ခုနှစ်မှာ The Gate Breaker လို့ခေါ်တဲ့အငိမ့်စားစုံတောက်တွေနဲ့ထောင်လိုင်းရေးဟောင်းတွေစုဖွဲ့ထားတဲ့အဖွဲ့ဟာဇိုရီယက်ဟာ Gary Francis Poe ဆိုတဲ့လူဖြစ်တယ်လို့အမည်တက်ပြီးဖော်ထုတ်ခဲ့ပါတယ်။ Gary ရဲ့နှစ်ဖူးမှာရှိတဲ့အမာရွတ်တွေကဇိုရီယက်ရဲ့ပုံရံတွေကအမာရွတ်တွေနဲ့တထရာတဲ့တူနေပါတယ်။သူ့ရဲ့နာမည်အပြည့်စုံဖြစ်တဲ့ Gary Francis Poe တွေကအခရာတွေကိုဇိုရီယက်ရဲ့တခြားဖော်မရသေးတဲ့ကုတ်တွေထဲမှာထည့်သွင်းတွက်ချက်ကြည့်ရင်အဓိပ္ပာယ်ရှိတဲ့စာသားတွေထွက်လာတာ။သူဟာလက်ထက်မှာတာဝန်ထမ်းဆောင်မှုတဲ့စစ်သားဟောင်းဖြစ်လို့ကုတ်ဖော်တာနဲ့တနက်ပစ်တာတွေကျွမ်းကျင်တဲ့သူဖြစ်တာကြောင့်ပါနောက်ထပ်တန်တရားရှိသူတယောက်ကတော့အာသာလိန်အလန်ပါသူ့မှာဇိုရီယက်တင်ဂီတာပါတဲ့လက်ပတ်နိုင်ရှိတာရဲ့ပြီးတော့ဇိုရီယက်သုံးတဲ့တနက်မျိုးဇိုရီယက်သုံးတဲ့ဖနက်မျိုးတွေရှိနေတာရဲ့သူတငယ်ချင်းကအာသာကငါ့ကိုဇိုရီယက်နာမည်သုံးပြီးလူတက်မယ်လို့ပြောဘူးတယ်လို့ထွက်ဆိုခဲ့ကြတာတွေကြောင့်ဒီလောက်တန်တရားရှိပေမဲ့အာသာကိုဘာလို့မဖမ်းနိုင်ခဲ့တာလဲဆိုတော့ကျွမ်းကျင်သူတွေကအာသာရဲ့လက်ရည်နဲ့ဇိုရီယက်ရဲ့လက်ရည်ဟာမတူဘူးလို့ဆုံးဖြတ်ခဲ့ကြပါတယ်ဇိုရီယက်ပေးပို့တဲ့စာအိတ်ပေါ်ကတရွေး DNA နဲ့အာသာရဲ့ DNA တိုက်ဆိုင်မှုမရှိခဲ့ပါဘူးဒါကြောင့်မလို့ပုံဝန်းကျင်အထောက်အထားတွေဘလောက်ပဲရှိရှိရုပ်ပိုင်းဆိုင်ရာတတ်သိမရှိလို့တရားမဆွဲနိုင်ခဲ့ပါဘူးတချို့ကတော့ဇိုရီယက်ဟာရဲတပ်ဖွဲ့ဝင်ဟောင်းတယောက်ဖြစ်လို့ရဲတွေစုံစမ်းမဲ့နီလန်းတွေကိုကြိုတိနေတာလို့ယူဆကြပါတယ်တချို့ကြတော့ဇိုရီယက်ဟာလူတယောက်တည်းမဟုတ်ဘဲနဲ့အဖွဲ့အစည်းတစ်ခုလို့ထင်ခဲ့ကြပါတယ်နှစ်ပေါင်း90ကျော်ကြာခဲ့ပါပြီကမ္ဘာအလျှောက်ချဆုံးလူသက်သမားဇိုရီယက်ဟာဒီအချိန်မှာတာမန်လူတစ်ယောက်လိုအသက်ရှင်နေထိုင်တော့လားဒါမှမဟုတ်သူ့ရဲ့လျှို့ဝှက်ချက်တွေကိုအုပ်ကူတဲ့အထိယူဆောင်သွားပြီလားဆိုတာစဉ်းစားကြည့်အောင်ပါ1969ခုနှစ်ကမျက်မြင်သက်သေတအုပ်ထွက်ဆိုချက်အရဇိုရီယက်ဟာအသက်25ကနေ35နှစ်ဝန်းကျင်ရှိတဲ့အမျိုးသားတအုပ်ဖြစ်တယ်လို့ပြောပါတယ်။သူကအသားဖြူဖြူထွားထွားကြိုင်းကြိုင်းနဲ့မျက်မှန်တက်ထားသူတအုပ်လို့ရဲတွေရဲ့ပုံညာထဲမှာဆွဲခဲ့ကြပါတယ်။တကယ်လို့1969ခုနှစ်မှာသူကအသက်30ရှိခဲ့မယ်ဆိုရင်အခု2026ခုနှစ်မှာတော့ဇိုရီယက်ရဲ့အသက်ဟာ89နှစ်ဝန်းကျင်ရှိနေမှာဖြစ်ပါတယ်။ဇီဝဗေဒအရာလူတယောက်ရဲ့အသက်ဟာ90နီးပါးအထိအသက်ရှင်နိုင်မယ်ဆိုပေမဲ့ဒီနေ့အချိန်မှာအသက်ချိထင်ရှားရှိမယ်ဆိုတာဖြစ်နိုင်ခြေနည်းပါတယ်။ဇိုရီယက်ဟာ1984ခုနှစ်နောက်ပိုင်းမှာစာပို့တာတွေလုံးဝရပ်ဆိုင်းသွားခဲ့ပါတယ်။ဒါနဲ့ပတ်သက်ပြီးယူဆချက်3ခုရှိပါတယ်။ပထမအချက်ကတော့သူဟာတဘာဝအတိုင်းတည်ဆုံသွားခဲ့တာဒါမှမဟုတ်အခြားမှုတစ်ခုနဲ့ထောင်ထဲရောက်သွားတာ။ဒုတိယအချက်ကတော့အသက်ကြီးလာတာနဲ့အမျှလူတက်ဖို့ခွန်အားမရှိတော့ပဲငြိမ့်သက်သွားတာတတိယအချက်ကတော့သူလိုချင်တဲ့နာမည်ကြော်ကြားမှုရသွားပြီမို့လို့ပုံအောင်နေတာဆိုပြီးတော့ယူဆချက်3ခုထွက်ခဲ့ပါတယ်အဓိကတန်တရားရှိသူတွေဖြစ်တဲ့အာသာလိုက်အလန်ဟာ1992ခုနှစ်မှာတည်ဆုံးခဲ့တယ်လို့2021ခုနှစ်မှာနာမည်ထွက်ခဲ့တဲ့
ဂယ်ရီဖရန်စစ်ပို့ဟာလည်း2018နှစ်ကတည်ပြီးသားဖြစ်နေပါပြီဆိုလိုတာကတော့ရဲဒီအလေးနဲ့ထားပြီးစောင့်ကြည့်ခဲ့တဲ့တန်တရားရှိသူအလုံးနေပါဟာလက်ရှိချိန်မှာတော့တက်ရှိထင်ရှားမရှိတော့ပါဘူးလူတော်တော်များများကတော့ဇိုရီယာအခုထိရှင်သန်နေအောင်မှဘူပါရိတ်တာတခုခုမှဒါမှမဟုတ်တကူတော့အေးအေးဆေးဆေးနေထိုင်နေလိမ့်မယ်လို့ထင်ကြပါတယ်။ तू ကသူ့အကြောင်းရိုက်ထားတဲ့ရုပ်ရှင်တွေသူ့အကြောင်းပြောနေကြတဲ့ YouTube ဗီဒီယိုတွေနားထောင်နေကြရင်နဲ့ငါတို့လောင်ပြောင်နေမလားဆိုပြီးတွေးကြည့်ရင်ကြောက်စရာကောင်းပါတယ်။ဒီကုန်းချုပ်ရရင်တော့ဇိုရီယာဟာအခု2026ခုနှစ်မှာတက်ရှိထင်ရှားရှိနေဖို့ဆိုတာဖြစ်နိုင်ကြအလွန်နည်းပါတယ်။တကယ်လို့ရှိနေဦးမယ်ဆိုရင်တော့ तू ကအသက်90နီးပါးအဖို့တယောက်ဖြစ်နေပါပြီ။ဒါပေမဲ့ DNA နည်းပညာတွေတိုးတက်လာတာနဲ့အမျှ तू တည်ဆုံးသွားခဲ့ရင်တော့မှသူ့ရဲ့အယိုးတွေကနေတဆင့် तू ကဘာလို့လဲဆိုတာကိုတနေ့နေ့တစ်ချိန်ချိန်မှာပေါ်လာလိမ့်မယ်လို့ထင်ပါတယ်။ခင်ဗျားတို့ရောဘယ်လိုထင်လဲ။တကယ်လို့လူရှိတော့ဘူးဆိုရင်တော့ तू ရှင်ထားခဲ့တဲ့ထိတ်လန့်စရာတွေကကဘာတည်သွေးရှိနေဦးမှာဖြစ်ပါတယ်။ဟုတ်ကဲ့ပါ။ကြည့်ရှုအားပေးတဲ့သူတိုင်းအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။